သူမကလက်ဆောင် box တွေကိုပဲမရောင်းတာမဟုတ်ဘူးတန်မိုးနဲ့မတိုင်းတာနိုင်တဲ့ခံစားချက်ကိုရောင်းနေတာပါလူအများကမနက်9 နာရီကနေညနေ9 နာရီအထိအလုပ်လုပ်နေချိန်မှာသူမကအိမ်မှာပဲနေပြီးကိုပိုင်စီးပွားရေးကိုစတင်ခဲ့တဲ့လစဉ်ဒေါ်လာထောင်ချီဝင်ငွေရှာနိုင်ခဲ့တာကတော့အလွှာလိုက်ဖွင့်လို့ရတဲ့လက်ကင်ပါတဲ့လက်ဆောင်ပေါက်လေးတွေကြောင့်ပါအဲ့ဒီ box ကိုဖွင့်လိုက်တိုင်းအလွှာတစ်လွှာစီမှာအံ့ဩစရာတွေဖုံးကွယ်ထားတဲ့ချောကလက်တကြားလုံးလက်ဆောင်အသေးလေးတွေနှွေးထွေးတဲ့ချစ်ချင်းစာတူလေးတွေသူမကတိထားတယ်လူတွေက box ကိုဝယ်တာမဟုတ်ဘူးချစ်ရသူဖွင့်လိုက်တဲ့အချိန်မှာဖြစ်လာမဲ့အားအသင့်မှုပျော်ရွှင်မှုနဲ့ခံစားချက်ကိုဝယ်တာအသုံးပြုတဲ့ပစ္စည်းတွေကတော့ရိုးရိုးရှင်းရှင်းပါပဲကတ်ထူဆက်ကူကော်တိတ်အလှဆင်ဆက်ကူဒါပေမဲ့ဖောက်တယ်တွေကတော့ premium ဈေးနှုန်းပေးဖို့အမြဲအဆင်သင့်ရှိကြတယ်ဒီလုပ်ငန်းကိုပိုပြီးခိုင်မာစေတာကတော့အချိန်တိုင်းရောင်းလို့ရတာပါမွေးနေ့ Valentine's Day နှစ်ပတ်လည်နေ့တစ်နှစ်ပတ်လုံးအခွင့်အရေးမကုန်ဘူးတခါတလေအမြတ်အများဆုံးရတဲ့လက်တွေကပစ္စည်းကြောင့်မဟုတ်ပဲလူတစ်ယောက်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာရရှိသွားတဲ့ခံစားချက်ကြောင့်ဖြစ်တတ်တယ်